များတို့မိန်းမတွေတော်တော်များနေပြီထင်တယ်ဗျရိုးသားတဲ့ယောက်ျားတစ်ယောက်အိမ်ကိုအချိန်မှန်ပြန်လာတဲ့အခါကျရင်ခင်ဗျားတို့ကအချိန်တန်တော့လေတဲ့ခြိတိုင်ကိုပြန်ရောက်လာတယ်လို့တင်စားသူလို့ပါလို့လည်းပြောတယ်ဗျမရိုးသားတဲ့ယောက်ျားတစ်ယောက်ကဖောက်ပြန်သွားရင်လဲခြံခုံနဲ့နွားလို့ပြောပြန်ရောဗျငငယ်ရွယ်နဲ့မနုမနဲ့တဲ့ကောင်လေးတစ်ယောက်ကအသက်ကြီးကြီးဒီမမကြီးတို့ချစ်မိပြန်တော့လဲဂျိုတက်ခံရပြန်ပြီလို့ပြောပြန်တယ်ဗျအသက်ကြီးကြီးယောက်ျားတစ်ယောက်ကမိမငငယ်လေးကိုချစ်မိပြန်တော့လဲနှစ်အိုမျက်နှာကြိုက်တယ်လို့ဖြစ်ရပြန်ရောဒါနဲ့ပဲစိတ်လေပြီးတော့ကို့အနီးနားကမိန်းကလေးမဟုတ်ဘဲနဲ့တနေ့တကြီးကမိန်းကလေးကိုချစ်မဲ့ကြံတော့လဲအေးပေါ်လေတဲ့ရွာနာကမြက်ကိုတဲ့ရွာနွားမစားဘူးလို့ဆိုပြန်တယ်ဗျာနောက်ဆုံးဘသူမှမရွေးဘဲနဲ့လွတ်လွတ်လပ်လပ်နဲ့ပဲဖွန်ကြောင်မဲဆိုတော့လဲဘာဖြစ်တယ်နဗျာကြီးအောက်သွားမရှိနတူးကျိုးပြတယ်ဆိုပြန်တယ်ဗျာခင်ဗျားတို့တော်တော်များနေပြီဗျယောက်ျားတွေကိုလေစာတနာပေတနာနဲ့ခင်ဗျားတို့ပြောရရင်နွားတော်တွေအောင်မထွက်ဘူးဗျာ